change လို့ခေါ်တဲ့ပြောင်းလဲမှုအကြောင်းတွေးလိုက်ရင်မိတ်ဆွေရဲ့ခေါင်းထဲမှာဘာအတွေးတွေပေါ်လာလူတော်တော်များများကပြောင်းလဲမှုလို့ပြောလိုက်တဲ့အခါမှာပြောင်းလဲမှုဆိုတာကြီးမားတဲ့အရာအကြီးကြီးတွေကိုလုံးဝရမယ်ပြီးတော့ပြောင်းလဲမှုဆိုတာနေ့တွင်ညတွင်ချင်းဖြစ်ပေါ်လာနိုင်တယ်ဆိုပြီးတော့မှထင်တတ်ကြတယ်။ဒါကြောင့်မလို့လဲပြောင်းလဲမှုလုပ်ဖို့ရအတွက်ပန်းနိုင်အကြီးကြီးတွေသတ်မှတ်ပြီးတော့မှကိုဖိအားပေးတွန်းအားပေးပြီးတော့မှပြောင်းလဲတတ်ကြတယ်။တို့တော့တကယ်ရေရှည်တည်တတ်တဲ့စစ်မှန်တဲ့ပြောင်းလဲမှုရဖို့အတွက်ဆိုရင်ကိုပြောင်းလဲမှုဖြစ်ပေါ်စေဖို့ရအတွက်လှုပ်ဆောင်ရမယ့်အရာတွေကိုစဉ်ဆက်မပြတ်ပုံမှန်ဘယ်လောက်ထိလုံနိုင်တယ်လဲဆိုရဲ sustainability ကစကားပြောသွားပါဥပမာမိတ်ဆွေကမနက်နောက်ကျမှထားတတ်တဲ့အချင်းကိုပြင်ပြီးတော့မှမနက်9နာရီထားခြင်းလေဆိုပါစို့တို့တော့ကိုကလက်ရှိမှာမနက်10နာရီမှပုံမှန်အဲ့ရနိုးတဲ့သူတယောက်ဖြစ်နေကိုရဲ့စိတ်ထဲမှာတော့ငါကတော့မနက်9နာရီထားမယ်ဒီပြောင်းလဲမှုငါလုံနိုင်တယ်ငါမဖြစ်မနေချမယ်ဆိုပြီးတော့မှ motivation အပြည့်နဲ့မနက်9နာရီထားဖို့ရအတွက်ဆုံးဖြတ်ချက်ချလိုက်အဲ့ဒီပြောင်းလဲမှုကိုမိတ်ဆွေဆက်စချင်း motivation အားကောင်းနေတဲ့တပတ်တရက်မှာတော့လောက်ကောင်းလုံနိုင်တယ်တို့တော့အချိန်နည်းနည်းကြာလာတာနဲ့အများလက်လျှော့ချင်စိတ်တွေပေါက်တာ။ဘာကြောင့်လဲဆိုတော့ကိုလက်ရှိနေတဲ့နေရာကနဲ့ကိုသွားခြင်းတဲ့နေရာရဲ့ gap ဒီအရင်ကွာဟနေတဲ့အတွက်ကိုရဲ့စိတ်နဲ့ခန္ဓာမှာဝန်တော့ဝန်ပိုးတွေဖြစ်ပြီးတော့မှဝယ်ပါဝါကျလာတာနဲ့အဲ့ဒီအရာကိုလက်လျှော့လိုက်တာဒီမဆန်းပါဒီလိုမျိုးဖြစ်လာတဲ့အခါမှာလူတော်တော်များများငါဇွဲမရှိလို့ပါငါ motivation အားမကောင်းလို့ငါအတုံးမကျလို့ပါဆိုပြီးတော့မှကိုမပြောင်းလဲနိုင်တော့ဘူးဆိုပြီးတော့မှခံယူလိုက်တတ်ကြတယ်တကယ်တမ်းတော့ကိုအတုံးမကျလို့မပြောင်းလဲနိုင်တာထက်ပြောင်းလဲမှုအတွက်ကိုအသုံးပြုနေတဲ့စနစ်လွဲချော်နေလို့မပြောင်းလဲနိုင်တာပါပန်းနိုင်ကြီးရှိတာဒီကောင်းပါတယ်တို့တော့ပန်းနိုင်အကြီးကြီးစီကိုရှောက်လန်းတဲ့အခါမှာအခုကိုလန်းနေကြခြေလန်းနဲ့အရန်ကွာဟတဲ့ခြေလန်းကိုလန်းတဲ့အခါမှာအလန်းကျယ်ပြီးအလဲလက်ဖြစ်သွားတပါတကယ်ရေရှည်တည်တတ်တဲ့ပြောင်းလဲမှုကိုတိဆောက်ခြင်းနဲ့ဆိုရင် big step small priority ထားမယ်အစား small step big priority ထားဖို့လိုအပ်ပါတင်းငယ်တဲ့ခြေလန်းလေးတွေကိုကိုပုံမှန်လန်းနိုင်တဲ့အနေအထားလေးကနေစပြီးတော့မှပုံမှန်လန်းလာနိုင်တဲ့အခါမှာကိုယ့်ရဲ့ပန်းနိုင်တဲ့တဖြည်းဖြည်းပို့ပြီးတော့မှနီးကပ်လာပါ small step big priority ထားပြီးတော့မှပုံမှန်လှုပ်ဆောင်လာနိုင်တဲ့အခါမှာကိုယ့်အတွက်ရေရှည်တည်တတ်တဲ့ပြောင်းလဲမှုကိုတည်ဆောက်လာနိုင်ပါလိမ့်မိတ်ဆွေကိုပြောင်းလဲမယ်လို့ကြွေးကြော်ပြီးတော့မှအခုထိမပြောင်းလဲနိုင်သေးတဲ့အရာကို small step big priority ထားပြီးတော့မှစတင်လှုပ်ဆောင်ရမယ်ဆိုမိတ်ဆွေဘယ်ကနေလှုပ်ဆောင်ချင်လဲဆိုတာကိုကျွန်တော် comment မှာမျှဝေခဲ့ပေးပါဦးကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်